အလောင်းတော်ရှင်မြတ်ဟာနေရင်စရာမြင့်မှာကိုလက်တန့်စင်တော်မူပြီးဥရုဝေလာတော်ကိုပြန်ကြွတော်မူပါတယ်။လန်ကူလန်မှာတောထိယပုံနာရဲ့မျက်ရှိစုပ်ကိုလူခံတော်မူပြီးဘောဓိပင်ခြေရင်းမှာကျဲဖြန်းပြီးအဲ့ဒီမြတ်ပလင်ပေါ်မှာပဲဖျားမဖြစ်သည်မြငါမထားလို့အဓိဋ္ဌံပြုရင်းထက်ဝယ်ဖွဲ့ခွေထိုင်ကအာထုတ်တော်မူပါတယ်။ဒီလိုအားထုတ်နေမှုကိုမြင်တဲ့မာနတ်ဟာသူကိုယ်တိုင်လည်းလက်နက်မျိုးစုံကင်ဆွဲတယ်နတ်စစ်တီတွေကိုလည်းစုဆောင်းပြီးအလောင်းတော်မြတ်ရဲ့အားထုတ်မှုကိုချင်းချောက်ဖျက်ဆီးလာပါလို့တယ်အလောင်းတော်မြတ်ကတော့သားပေါ်ထားတဲ့မိခင်ရဲ့မေတ္တာမျိုးနဲ့မတုံမလှုပ်သီးခံပြီးတရားကိုသာဆက်လက်အားထုတ်တော်မူပါတယ်အလောင်းတော်ရှင်မြတ်ဟာမာနတ်ရဲ့ဖြစ်စည်းမှုကိုမေတ္တာအစွမ်းနဲ့အောင်မြင်တော်မူပြီးမဟာဗောဓိပင်အောက်မှာမလျှော်သောဇွဲလုံလဝိရိယတို့နဲ့ဆက်လက်ကြိုးစားအားထုတ်တော်မူခဲ့ပါတယ်ဒီလိုနဲ့ညင်ဦးရံမှာလွန်လေပြီးသောဘဝပေါင်းများစွာကိုပြန်လည်အောက်မေ့ဆင်ခြင်သိမြင်နိုင်စွမ်းရှိတဲ့ပုပ္ပေနိဝတ္တဉာဏ်တကောင်ရံမှာ32ပုံလုံးတွင်ဖြစ်ပျက်နေကြသောတတ္တဝါအားလုံးကိုမြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုဉာဏ်မိုးတောက်ရန်ချိန်မှာကိလေသာဟူသည်များကိုအကျွင်းမရှိပယ်တတ်နိုင်စွမ်းရှိတဲ့အတဝက္ခိယဉာဏ်တို့ကိုရတော်မူပြီးမဟာတက္ကရာ103ခုကစုံလာပြည့်အာယုန်တက်ချိန်မှာတရားပေါင်းကိုအကျွင်းမရှိသိမြင်တော်မူသောတပ်ဖိညုတဉာဏ်တော်ပိုင်ရှင်တရားမင်းဖျားဖြစ်ကိုရောက်ရှိတော်မူပါတယ်ဗုဒ္ဓမြတ်စွာဟာဖျားဖြစ်ပြီးမကြာမီရက်ပေါင်း90ပြည့်မြောက်တဲ့နေ့လင်းလုံးပင်ခြေရင်းမှာသတင်းသုံးနေတော်မူတယ်ဒီချိန်မှာရာမညတိုင်းဥက္ကလာဇနပုတ်ပောက္ခရဝတီမြို့ကတပုတ်သားနဲ့ဗန္လိကတို့ကုံငယ်ညီနောင်ဟာလဲ900နဲ့တူမင်းစည်းမဒေသကိုကုံရောင်းထွက်လာကြပါတယ်လန်ခီမှာလောကသုံးပါးရဲ့ထွတ်မြတ်ဖျားပွင့်တော်မူပြီးဆိုတဲ့သတင်းကိုနတ်တို့ထံကနေကြားခဲ့ရတာကြောင့်သူတို့မှာပါလာတဲ့စားစရာမုန့်တွေကိုမြတ်စွာဘုရားရှင်ကိုကူးမြော်ရင်းကတ်လှူကြပါတယ်မြတ်စွာဘုရားလည်းညီနောင်တစ်ပါးကိုဘုရားကိုကိုးကွယ်ပါ၏တရားကိုကိုးကွယ်ပါ၏လို့တရဏဂုံနှစ်ပါးကိုပေးတော်မူတဲ့အခါကုံတယ်ညီနောင်လည်းမြတ်စွာဘုရားနဲ့တရားတော်ကိုရှစ်ခိုးကြောကြပါတယ်မြတ်စွာဘုရားကနောင်ခါဘုရားရှင်ကိုယ်သာကိုးကွယ်ဖို့ဦးကောင်းတော်ကိုလက်နဲ့တန်းပြီးစံတော်များကိုပေးအပ်ချီးမြှင့်တော်မူလိုက်ပါတယ်ထိုကုံတယ်ညီနောင်ဟာမြတ်စွာဘုရားရှင်ကိုပထမဆုံးဖူးတွေးခွင့်ရခဲ့တဲ့လူပုဂ္ဂိုလ်လူပဲဖြစ်ပါတော့တယ်